အာရခတိုင်းသတင်းဌာနရဲ့သတင်းပုတ်ကအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးတော့မယ့်သတင်းတွေကတော့အေးချိတ်ပိတ်ထားတဲ့အိမ်အချို့ကိုပြန်လည်ပေးအပ်ဆိုတဲ့သတင်းစစ်တွေတိုက်ပွဲပြင်းထန်နေလို့စကားမအင်အားထပ်မံဖြည့်တင်းဆိုတဲ့သတင်းကြောက်တော်မှာ9နှစ်အရွယ်ကလေးငယ်တဦးရင်းနှစ်တေဆုံးဆိုတဲ့သတင်းမီဆိုရန်က73စီတင်သွင်းခွင့်2လပိတ်လို့ရခိုင်မှာစီပြတ်နိုင်စတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အေးချိတ်ပိတ်ထားတဲ့အိမ်အချို့ကိုပြန်လည်ပေးအပ်ဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။ရခိုင်ပြည်ကချိတ်ပိတ်ခံရတဲ့အိမ်တွေထဲကအိမ်အချို့ကိုအာရခပြည်သူတော်လှန်ရေးအစိုးရမှပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ရခိုင်ပြည်တွင်အာရခပြည်သူတော်လှန်ရေးအစိုးရကိုဆက်ကျတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ဆက်ဆက်တူတွေဒါမှမဟုတ်ကျန်းဖတ်အဖွဲ့အစည်းကျန်းဖတ်သမားတွေနဲ့ပတ်သက်ဆက်ဆက်တူတွေပိုင်ဆိုင်တဲ့နေအိမ်အဆောက်အအုံတချို့ကိုမြို့တိုင်းတိုက်ပွဲအပြီးနောက်ပိုင်းကာလတွေမှာလုံထုံလုံနည်းတွေနဲ့ညီချိတ်ပိတ်တာတွေပြုလုပ်ခဲ့ရာအိမ်ပိုင်ရှင်တချို့မှာချိတ်ပိတ်ထားတဲ့သူတို့ရဲ့အိမ်တွေပြန်ရဖို့အတွက်အာရခပြည်သူတော်လှန်ရေးအစိုးရထံတနာခံစာတင်လာတဲ့ဖြစ်စနစ်တကျစီစစ်ပြီးနောက်အချို့အိမ်တွေကိုမူလအိမ်ပိုင်ရှင်များလက်တို့ပြန်လည်လွှဲပြောင်းအနှံပေးခဲ့တယ်လို့အာရခမှုခင်းနဲ့ဆက်ဆက်သတင်းများထုတ်ပြန်ရေးဒီလက်ကမတ်လ28ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဆိုပါတနာခံစာတင်ပြလာသူတွေထဲမှာရခိုင်ပြည်နယ်ချိတ်ပိတ်ခံခဲ့ရတဲ့ဥလှသိန်းအမည်လွဲကအာရခပြည်သူအစိုးရချိတ်ပိတ်ထားတဲ့အိမ်မှာမိသားစုနဲ့အတူရိုးသားစွာလောက်ကင်စားတောက်နေထိုင်ခဲ့ပါတယ်။စစ်ကော်မရှင်ပါဝေးစက်ကြင်ဘက်အဖွဲ့အစည်းတွေနဲ့လုံးဝဆက်ဆက်ပတ်သက်မှုမရှိခဲ့ပါ။ဒါကြောင့်နေအိမ်မှာပြန်လည်နေထိုင်ခွင့်ပြုပါဖို့လျှောက်ထားရာအာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့လိုအပ်တဲ့စစ်စစ်မှုတွေပြုလုပ်ကာချိတ်ပိတ်ထားတဲ့ဥလှသိန်းရဲ့နေအိမ်ကိုပြန်ဖွင့်ပေးခဲ့ပြီးအိမ်ပိုင်ရှင်ထံပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးအာရခပြည်သူတော်လှန်ရေးအစိုးရပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခကမြို့တိုင်းတိုက်ပွဲတွေပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့တော်လှန်ရေးအစိုးရကိုစတင်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ဆက်ဆက်နေတဲ့လူတွေအကြမ်းဖက်အဖွဲ့အစည်းအကြမ်းဖက်သမားနဲ့ပတ်သက်ဆက်ဆက်နေတဲ့လူတွေပိုင်ဆိုင်ထားတဲ့အိမ်အဆောက်အအုံတွေကိုအခြေအနေလိုအပ်ချက်အရချိတ်ပိတ်ခဲ့ပါတယ်။ဒီပေါ်မှာအိမ်ပိုင်ရှင်တွေဘက်ကသူတို့အနေနဲ့အပြစ်ကင်းကြောင်းအချက်လက်ပြည့်စုံတဲ့အတနာခံစာတင်ပြလာတဲ့အတွက်ကျွန်တော်တို့ဘက်ကပြန်စစ်ပြီးတော့အပြစ်ကင်းတယ်ဆိုရင်ချိတ်ပိတ်ထားတာကိုပြန်ဖွင့်ပြီးမူလပိုင်ရှင်လက်ကိုလွှဲပြောင်းပေးလိုက်တာတွေရှိပါတယ်လို့ဆိုပါတယ်။ဒါကြောင့်ချိတ်ပိတ်ခံထားရတဲ့အိမ်တွေရဲ့ပိုင်ရှင်တွေအနေနဲ့သူတို့အမှန်တကယ်အပြစ်ကင်းတယ်ဆိုပါကအပြစ်ကင်းကြောင်းကိုထောက်ထားချက်လက်အပြည့်စုံတဲ့အာရခပြည်သူတော်လှန်ရေးအစိုးရထံအတနာခံစာတင်ပြလျှောက်ထားနိုင်ပါတယ်လို့လည်းဥခိုင်ဒုက္ခကဆိုပါတယ်။လက်ရှိမှာနေအိမ်ချိတ်ပိတ်ခံထားရသူတွေအချို့ဟာစစ်ပေးရှောင်ဘဝနဲ့ဖြစ်စေကျန်းမာရေးအရာစေကူတမှုခံယူဖို့ဖြစ်စေတခြားသောအကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်စေနေရဆုတ်ခွာပြီးတခြားနေရာဒေသတွေကိုရောက်ရှိနေလို့ချိတ်ပိတ်ခံထားရတဲ့အိမ်တွေပြန်ရရေးရှောက်ထားမှုမပြုတ်နိုင်တဲ့သူတွေလည်းရှိနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တွေတိုက်ပွဲပြင်းထန်နေလို့စကားမအင်အားထပ်မံဖြစ်တင်းဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။ရခိုင်ပြည်စစ်တွေမြို့နယ်မှာတိုက်ပွဲတွေပုံမပြင်းထန်လာနေလို့စစ်ကော်မရှင်ကတပ်သားအင်အားထပ်မံဖြစ်တင်းထားတယ်လို့သိရပါတယ်။ရန်ကုန်ကနေစစ်တွေကိုပြည်တော်အေးတင်းမောနဲ့အင်အား200ကျော်လောက်ပို့လိုက်တယ်။စစ်တွေကိုပြီးခဲ့တဲ့3ရက်လောက်ကရောက်နေပြီလို့စစ်တွေမြို့နယ်ဒေသခံတို့ကအာရခတိုင်းကိုပြောပါတယ်။အဆိုပါရောက်ရှိလာတဲ့တပ်သားတွေကိုစစ်ကော်မရှင်ကစစ်တွေမြို့ရှိအမှတ်12ရဲတပ်ရင်းနဲ့36ရဲတပ်ရင်းကိုခွဲပြီးနေရာချထားတယ်လို့လည်းသိရပါတယ်။စစ်တွေမြို့အနီးမှာအာရခတပ်တော်နဲ့စစ်ကော်မရှင်တပ်တို့တိုက်ပွဲဟာဒီရက်ပိုင်းအတွင်းပြန်လည်ပြင်းထန်လာနေပြီးစစ်ကော်မရှင်ဟာလေရင်လက်နက်ကြီးတွေနဲ့ပစ်ကူပေးတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်။တပ်မတော်နေ့ကတော့တော်တော်လေးတိုက်ပွဲဖြစ်တန်ကြရတဲ့လက်နက်ကြီးပောက်ကွဲတံတွေကိုရတိတ်တောင်ဘက်ကတောင်ကြားရတယ်လို့ရတိတ်တောင်မြို့နယ်ဒေသခံတအုပ်ကအာရခတိုင်းကိုပြောပါတယ်။တိုက်ပွဲတွင်ပြင်းထန်နေလို့စစ်တွေမြို့ရှိစစ်တွေတပ်ကတော်နဲ့အမှတ်36ရဲတပ်ရင်းကိုလည်းစစ်ကော်မရှင်ကအင်အားတွေထပ်မံဖြည့်တင်းခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြောက်တော်မှာ9နှစ်အရွယ်ကလေးငယ်တဦးရေနစ်တေဆုံးဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။ရခိုင်ပြည်ကြောက်တော်မြို့နယ်ကြားနင်းကန်ကျေးရွာမှာမလ29ရက်ကအသက်9နှစ်အရွယ်ကလေးငယ်တဦးရေနစ်တေဆုံးသွားတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။29ရက်ညနေ3နာရီကျော်လောက်ကတည်းကပျောက်သွားလို့လိုက်ရှာကြတယ်။မနေ့ကမလ28ရက်မှာရွာတောင်ဘက်ကရေကန်ပြက်မှာတေဆုံးနေတာကိုတွေ့ရတယ်လို့ကြောက်တော်မြို့နယ်ဒေသခံတို့ကအာရခတိုင်းကိုပြောပါတယ်။ရင်းနှီးတေဆုံးသွားသူမှာကြောက်တော်မြို့နယ်ကြားနင်းကန်ကျေးရွာနေဦးမင်းကျော်နိုင်ရဲ့သားဖြစ်သူအသက်9နှစ်အရွယ်မောင်မျိုးမင်းဦးဖြစ်တယ်လို့သိရပါတယ်။ရင်းနှီးတေဆုံးသွားတဲ့ကလေးငယ်ရောက်အလောင်းကိုနေမြေတီလက်စခန်းလာရောက်စစ်ဆေးခဲ့ပြီးမှုခင်းဆေးစာများပေးဖို့စီစဉ်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။မလ18ရက်ကလည်းကြောက်တော်မြို့နယ်အပေါက်ဝကျေးရွာ9တန်းကျောင်းသူတအုပ်ရင်းနှီးတေဆုံးခဲ့တယ်လို့မလ14ရက်ကလည်းမြောက်ဦးမြို့နယ်အသက်73နှစ်အရွယ်နဲ့အသက်14နှစ်အရွယ်အလဲတန်းကျောင်းသူ2ဦးရင်းနှီးတေဆုံးခဲ့ပါတယ်။
နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မီဆိုရန်က73စီတင်သွင်းခွင့်2လပိတ်လို့ရခိုင်မှာစီပြတ်နိုင်ဆိုတဲ့သတင်းကိုနားဆင်ရမှာပါ။အိန္ဒိယနိုင်ငံမီဆိုရန်ပြည်နယ်ရှိခရိုင်အသီးသီးကနေရခိုင်ပြည်ကို73စီတင်သွင်းခွင့်2လပိတ်လိုက်လို့ရခိုင်ပြည်မှာစီပြက်လက်သွားနိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။မက်လ20ရက်ကစတင်ပြီးရခိုင်ကုန်တယ်တွေအဓိက73စီဝယ်ယူနေကြတဲ့နယ်စပ်မြို့တွေဖြစ်တဲ့ဆိုင်းဟာနယ်လုံးလေခရိုင်အတွင်းကရခိုင်ပြည်ဘက်ကိုခွင့်ပြုမဲ့73စီရောင်းချမှုနဲ့တည်ယူမှုတွေကို2လပိတ်လိုက်ပြီးလိုက်နိုင်မှုမရှိပါက2023ခုနှစ်ကအတည်ပြုထားတဲ့ BNSS ပုံမှန်163အရအရေးယူသွားမယ်လို့လည်းခရိုင်တရားရုံးတွေနဲ့အုပ်ချုပ်ရေးမှုတွေကလက်မှတ်ထိုးပြီးအမိန့်စာထုတ်ပြန်ထားပါတယ်။လက်ရှိမှာဆောင်းဟားခရိုင်လောင်တလိုင်နဲ့လောင်းလေခရိုင်တွေမှာ73စီဝယ်ယူလို့မရတော့သလိုဝယ်ယူထားတဲ့စီကားတွေကိုလည်းနယ်စပ်ဂိတ်တွေမှာခက်ခဲကုန်တယ်မှုပြုလုပ်နေကြရတယ်လို့အိန္ဒိယရောက်ရခိုင်ကုန်တယ်တဦးကအာရခတိုင်းကိုပြောပါတယ်။ဝယ်ပြီးသား73စီတွေကိုလည်းနယ်စပ်ဂိတ်တွေမှာတင်းကြပ်စစ်ဆေးတာတွေရှိတယ်။ဝယ်ယူထားတဲ့အထောက်အထားတွေပြနိုင်မှဖြတ်တန်းခွင့်ပြုတယ်။ဒီတိုင်းသာဆိုရင်ရခိုင်ဘက်မှာ73စီကားပြတ်တောက်မှုတွေဖြစ်လာနိုင်တယ်လို့သူကပြောပါတယ်။လက်ရှိရခိုင်ပြည်မှာ73စီတင်သွင်းထားတာရှိနေသေးပေမဲ့ကာလရှည်ပိတ်ဆို့မှုတွေဖြစ်နေပါက73စီပြတ်တောက်မှုနဲ့ရင်ဆိုင်ရနိုင်တယ်လို့တန်တွဲမျိုးကစီကုန်တဲ့တဦးကအာရခတိုင်းကိုပြောပါတယ်။ဒါနဲ့ချီဝယ်ယူလို့မရဘူးဆိုရင်တော့73စီကပြတ်တောက်သွားနိုင်တယ်။73စီပြတ်တောက်သွားရင်တည်ယူပို့ဆောင်ရေးတွေကအစရက်တန့်သွားနိုင်တယ်လို့သူကပြောပါတယ်။လက်ရှိမှာတော့ရခိုင်ပြည်ကမြို့နယ်တွေမှာ73စီဆေးဟာတတိသားကို14000ကျပ်ခန့်နဲ့ဝယ်ယူသုံးစွဲနေရတယ်လို့သိရပါတယ်။အာရခတိုင်းသတင်းဌာနရဲ့သတင်းဘောကအစီအစဉ်ကိုဒီလောက်နဲ့ပဲရနာပါရစေရှင်။နာတော်ဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်။